ကဘာပေါ်ရှိအသေးဆုံးချက်၅မျိုးနံပါတ်1 sea bright ချက်ရွှေရောင်သို့မဟုတ်ငွေရောင်အမွှေးတောင်များရှိပြီးအမွှေးတိုင်းတွင်ရှင်းလင်းပြတ်သားသောအနက်ရောင်အနားကိုလေးများပါရှိခြင်းကြောင့်ထင်ရှားပေါ်လွင်သည်တူသည်19ရာစုအစောပိုင်းကအင်္ဂလန်နိုင်ငံတွင်စာဂျွန် sea bright ဖန်တီးခဲ့သောစစ်မှန်သောဗန်တန်ချက်မျိုးရင်းတစ်မျိုးဖြစ်သည်နံပါတ်2 kikiriki ချက်သေးငယ်သောကိုခန္ဓာနှင့်အယောင်သွေးပုံစံမျိုးမျိုးရှိသောအမွှေးတောင်များဖြင့်လူသိများသည့်မလေးရှားနိုင်ငံမှဆင်းသက်လာပြီးယနေ့တိုင်ရှိနေသေးသောသေးငယ်သည့်ချက်မျိုးစိတ်များစွာ၏ဓာတ်ရိုက်ပိုးပေးတစ်မျိုးဖြစ်ကဘာပေါ်ရှိအသက်ကြီးဆုံးဗန်တန်ချက်မျိုးရင်းများထဲတွင်တစ်ခုအပါအဝင်ဖြစ်သတ်မှတ်ကြသည်နံပါတ်3 nagasaki ချက်မီတာပေါင်းများစွာရှည်နိုင်ပြီးသေးငယ်သောကိုခန္ဓာနှင့်လုံးဝမမျှတအောင်အလွန်ရှည်လျားသောအမီးဖြင့်တောက်ပနေသည်ဂျပန်နိုင်ငံမှဆင်းသက်လာပြီးရာစုနှစ်များစွာဂရုတစိုက်ရွေးချယ်မွေးမြူခဲ့ကဂျပန်တို့၏ရိုးရာနှင့်ကြက်မွေးမြူရေးအမှုပညာ၏သင်္ကေတတစ်ခုအဖြစ်သတ်မှတ်ကြသည်နံပါတ်4 Peking ဗန်တန်ချက်ခြေချောင်းများအထိခြေထောက်တစ်ဝိုက်တွင်အမွှေးထူထူများအပြည့်အဝဖုံးလွှမ်းနေပြီးဖောင်းကြွနေသောဖက်နှက်လေးများစီးထားသည့်ပုံစံရှိခြင်းကြောင့်လူသိများသည့်တရုတ်နိုင်ငံမှဆင်းသက်လာပြီးတက်တန်း1000ကျော်ရှိက19ရာစုတွင်ဥရောပသို့တော်ဝင်မိသားစုများအတွက်အလှမွေးငှက်တစ်မျိုးအနေဖြင့်ရောက်ရှိလာခဲ့သည်နံပါတ်5 စာရာမာချက်ရင်ဘက်ကော့ထွက်ပြီးအတောင်ပံများအောက်ဖက်သို့တွဲလောင်းကျနေသည့်အလွန်မတ်ဆောက်သောကိုနေဟန်ထားရှိကကဘာပေါ်တွင်အသေးဆုံးချက်ဖြစ်ခြင်းဖြင့်ဆွဲဆောင်မှုရှိသည့်မလေးရှားနိုင်ငံမှဆင်းသက်လာပြီးကိုနေဟန်ထားအချိုးအစားနှင့်စိတ်နေသဘောထားတို့အတွက်စစ်ဆေးခဲ့ဖြတ်သည့်တရားဝင်ပြိုင်ပွဲများရှိကတန်မိုးကြီးအလှပြတ်ငှက်တစ်မျိုးအဖြစ်သတ်မှတ်ခံထားရသည်